professional ဆန်တဲ့စပင်းရက်ဆရာတိုင်းဘာလို့ wire sparkly ကိုပဲယူကြတာလဲ Hello everyone ဘဝကိုအယောင်နေတဲ့ချက်တလို့သစ္စာဂီတာကိုလည်းတန်ဝင်လာပါစေနဲ့ကြောက်စုလိုက်ပါ professional ဆန်တဲ့စပင်းရက်ဆရာတိုင်းဘာလို့ wire sparkly ကိုပဲယူကြတာလဲစပင်းရက်တာကောက်တာဖြတ်လာလို့တဲ့ခါတွေမှာကလစ်တွေခန်းငါပြုတ်ကြလို့စိတ်ညစ်နေပြီလားစပင်းထိုးရမနိုင်လို့ကလစ်တွေအများကြီးထိုးနေရတော့မယ်လားဒီမကောင်းလို့ရှိရင်စပင်းလျှော့ကြမယ်အလုပ်ကြမ်းကြမယ်အဆုံးဆုံးကတော့ customer ရဲ့ဥယျာဉ်ပြောင်းကိုနားစီနိုင်တာမျိုးပေါ့ဒါကတော့ဂျပန်နိုင်ငံတော် wire spark professional clip ပါသူကတခြား clip တွေနဲ့ဘာကွာလဲဆိုလို့ရှိရင်သူ့ရဲ့ spring ကအရန်တန်တယ်စပင်းဘလောက်ပဲထူထူတစ်ချောင်းနဲ့အကုန်မိတယ်လုံးဝမလျှော့ကြအောင်ဒီပေါင်လေးတွေကအလှလောက်ထားတာမဟုတ်ပါဘူးလက်ကချွေးပြိုင်နေတော့မှလျှော့မကြအောင် natural grip လုပ်ထားတာပါအရေးကြီးဆုံးကတော့စပင်းမှာကလစ်ရအစိမ်းချောင်းတွေလုံးဝမကြံစေတာပဲဒါကြောင့်စပင်းညက်ပြီးလို့ရှိရင်ပုံကြဖို့အရန်ကိုလွယ်ကူစေတယ်ဒီဇိုင်းကလည်းအရန်လာတယ် professional ကြတော့ကျမတို့ wire spark လွယ်ပြီးတခြားမရှိဘူးအလုံးလုံးရတာပုံမြင်ပြီးတည်သက်ချင်တယ်ဆိုလို့ရှိရင်တော့ wire spark လေးကိုတုံးကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီစီအတွက်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် professional နဲ့စပင်း2 stage ကြောင့်သိချင်တယ်ဆိုလို့ရှိရင်တော့ comment မှာမှတ်ပေးခဲ့နော်You are here, you are signature. ကျမကတော့ချောစုလိုက်ပါ See you in the next video.